Lane Keeping Assist System LKS သည်ဝင်နာရဲ့အဆင့်မြင့်ဘေးကင်းလုံခြုံမှုစနစ်ဝင်နာဆန်းစင်းမှာပါဝင်တဲ့ဒီပညာမြင့်ရေမောင်းအထောက်အကူပြုစနစ်တစ်ခုဖြစ်ပြီးမိမိမောင်းနေတဲ့ရေကြောလက်တွေရှိနေစေရန်တရားရင်ကိုထိန်းချုပ်ရမှာဖြစ်ပါတယ်။ဒါအပြင် Traffic Transit လောက်ဆောင်ချက်ဖြင့်ရေကြောချုပ်တဲ့ရှင်တွေများတွင်ဂျင်းအញ្ញံနှုန်းကိုလည်းအလိုလျောက်ဖျက်ချပေးမှာဖြစ်ပါတယ်။ LKS နဲ့ဒီဂျင်းလမ်းကြောင်းကိုသိရှိနိုင်စေရန်ဝင်းရှိမောင်းတဲ့ကင်မရာကိုအသုံးပြုထားပြီး Electric Power Steering ဖြင့်အလိုလျောက်ဖိထုတ်ပြီးလမ်းအလယ်မှာရှိနေစေဖို့ကူညီပေးမှာဖြစ်ပါတယ်။ LKS နဲ့ကိုသုံးပြီးရန်တရားရင်းညာမချမ်းမှာရှိတဲ့ LKS ဘက်တိုင်ကိုနှိပ်ရမှာဖြစ်ပြီး Infotainment Screen မှာအဖြူရောင် LKS တင်ဂီတာတွေပေါ်လာမှာဖြစ်ပါတယ်။ဂျင်းလမ်းကြောလိုင်းများကိုတွေ့ရှိပါကအဖြူရောင်လိုင်းဝန်စံတွေဖြင့်ပြပေးမှာဖြစ်ပြီး LKS နဲ့အပြည့်အဝလုပ်တဲ့အခါအစိမ်းရောင်လိုင်းများအဖြစ်ပြောင်းသွားမှာဖြစ်ပါတယ်။ဂျင်းလမ်းကြောလိုင်းများမတွေ့ရှိတော့ခြင်းတရားရင်းကိုအမြန်ချိုးကွေ့လိုက်ခြင်းတရားရင်းကိုထိန်းချုပ်မှုမရှိတော့ခြင်းဂျင်းအားချိုးကွေ့နေခြင်းအမြန်နှုန်း90မိုင်/ထက်ကျော်လွန်သွားခြင်းစတဲ့အခြေအနေတွေမှာ LKS နဲ့ဝန်စံများတက်တက်သွားမှာဖြစ်ပြီးဒီအခြေအနေတွေပြီးသွားပြီဆိုရင်တော့ LKS နဲ့ပုံမှန်အတိုင်းပြန်လည်လုပ်လို့မှာဖြစ်ပါတယ်။ဒါအပြင်ကင်မရာဝူချင်းလွန်ခဲ့လာခြင်းကင်မရာတစ်ဝိုက်တွင်အမြင့်အကျများရှိနေခြင်း Anti-lock brace နဲ့သို့မဟုတ်ရေတင်ချိန်မှုအထောက်အကူပြုစနစ်လောလောဆယ်ခါများမှာလည်းအချက်ပေးတဲ့အတူ LKS နဲ့ဝန်စံများကိုတက်တက်သွားပြင်မှာပဲဖြစ်ပါတယ်ခင်ဗျာ။